လေးစားစရာကောင်းတဲ့စိတ်ဓာတ်ပိုင်ရှင်မိုဟီကိုပရိသတ်များလုံးပဲမင်္ဂလာပါရှင်မန္တလေးမိုဟီကိုဟာအနုပညာတက်တန်းအရာကြီးမယ်ဆိုရင်ဆယ်စုနှစ်တစ်ခုမကဝိုင်းရင်နေပြီဖြစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူမဟာဗီဒီယိုခေတ်ကလေးကနေဒီနေ့ခေတ်ရုပ်ရှင်ဇာတ်ကားကြီးတွေအထိထိပ်တန်းကနေပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်တယ်လို့အလှမေဘဝကနေအနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့သူလည်းဖြစ်ပါတယ်ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းအနုပညာအရေးချင်းပြေဝလာတဲ့မိုဟီကိုဟာလက်ရှိအချိန်အထိအကယ်ဒမီစုကြီးနဲ့လွှဲချော်နေစေဖြစ်ပါတယ်ပရိသတ်တွေကတော့သူမရဲ့အနုပညာတက်တန်းတစ်ခုအရာမိုဟီကိုအကယ်ဒမီရတင်ပြီးလို့မှတ်ချက်ပေးပြောဆိုသူတွေရှိနေကြပါတယ်။မင်းသမီးမိုဟီကိုရဲ့နောက်မှာအနုပညာလောကတွေကိုရောက်ရှိလာကြတဲ့သူမထက်အများကြီးငယ်တဲ့ဂျူနီယာမင်းသမီးလေးတွေကတော့အကယ်ဒမီရွှေစင်ရုပ်တုတွေကိုအသီးသီးစုခုနိုင်ခဲ့ကြပြီပဲဖြစ်ပါတယ်။တချို့ကတော့သူမကိုကြော်တက်ပြီးအောင်မြင်မှုတွေရရှိသွားကြတဲ့အပေါ်ဝေဖန်မှုအချို့ရှိခဲ့ကြပါတယ်။မိုဟီကိုကအကယ်ဒမီရအောင်မကြိုးစားနိုင်သေးဘူး။အရေးချင်းလိုအပ်နေသေးတယ်ဆိုရဲအစိုးမြင့်ဝေဖန်မှုလေးတွေရှိခဲ့ပေမယ့်မိုဟီကိုကတော့ရင်းကျက်တဲ့နီလန်နဲ့ပဲပညာရှိစွာတုံ့ပြန်ခဲ့တာပါအမှန်တကယ်မှလည်းအကယ်ဒမီဆိုတာစူးစမ်းအထောက်မှုအပြင်ကံတရားရဲ့အထောက်ပံ့လဲလိုအပ်တယ်ဆိုတာကိုမင်းသမီးမိုဟီကိုကကောင်းကောင်းနားလည်ထားသူပါသူမဟာဂျူနီယာလေးတွေအကယ်ဒမီရရှိသွားတဲ့အပေါ်မနာလိုဝင်တိုးစီအလျက်မရှိပဲဒါဟာကံတရားကြောင့်ပဲလို့သဘောထားကစိတ်အေးချမ်းအောင်နေတတ်သူပါဒီနှစ်အကယ်ဒမီပွဲမှာလည်းမိုဟီကိုဟာမြင်သူတိုင်းငေးမော်ရလောက်တဲ့အလားပါဆုံးဖက်ရှင်နဲ့ပွဲတက်လာခဲ့ပြီးသူမရဲ့တည်ငြိမ်ရင်ကျတဲ့အလှတရားကိုထုတ်ဖော်ပြသခဲ့ပါတယ်။သူမရဲ့မျက်နှာထက်မှာမကျေနပ်တဲ့အရေးအယောင်စိုးစင်းများမရှိပဲဆူရရှိသွားတဲ့အငယ်လေးတွေအတွက်မြတ်တာအပြည့်နဲ့ဂုဏ်ပြုပေးခဲ့တဲ့ပုံစံကဒီကဲကိုလေးစားစရာပါ။သူမဟာပြိုင်ဆိုင်မှုထက်အမှုပညာရှင်အချင်းချင်းထားရှိရမယ့်စေတနာကိုအရင်ခံပြီးအငယ်တွေအတွက်ဝမ်းသာဂုဏ်ယူပေးနိုင်တဲ့ဝိုင်းရဲ့မန္တမီတယောက်ရဲ့စံပြစိတ်ထားပဲဖြစ်ပါတယ်။မိုဟီကိုရဲ့ဒီလိုအေးချမ်းတဲ့စိတ်ထားနဲ့ယဉ်ကျေးမှုတွေကပရိသတ်တွေရဲ့နှလုံးသားကိုတဖန်ပြန်လည်ဖန်ဆားလိုက်ပြန်ပါပြီ။စူဆိုရာထက်ပရိသတ်ရဲ့ချစ်ချင်းမြတ်တာကိုရရှိထားခြင်းကပိုပြီးတန်ဖိုးရှိရလို့သူမကလက်တွေ့ပြသလိုက်တာပါပဲ။အကယ်ဒမီရွှေစင်ရုပ်ထုကြီးကသူမလက်ထဲမရောက်သေးပေမဲ့ပရိသတ်ရဲ့ရင်ထဲမှာတော့သူမကထာဝရအကယ်ဒမီမင်းသမီးလေးဖြစ်နေပါပြီနော်။ကဲပရိသတ်ကြီးတို့ရောမင်းသမီးမိုဟီကိုဟာအကယ်ဒမီရရှိဖို့ဒီကဲကိုထိုက်တန်နေပြီလို့သိကြပေါက်ထင်ကြလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောသွားပေးကြပါအောင်ရှင်။